ဒီတစ်ခုကိုတိကျလာမသိဘူးနော်မိဘတွေအရွယ်ကောင်းတော့ပတ်ဆက်ချနိုင်တော့အရွယ်မှာနော်ကိုသားသမီးတွေဘလောက်ပဲတောင်းမိဘတွေကရောက်ခနေပဲနော်ဘာမှတွေ့ဝစဉ်းစားမနေဘဲနဲ့မိဘတွေကပေးတတ်ကြတယ်နော်ဒါမဲ့အဲ့ဒီမိဘတွေအသက်အရွယ်အုံမင်းလာတဲ့အချိန်ကြလို့ရှိရင်နော်သားသမီးဘယ်နှစ်ယောက်ပဲရှိနော်သားသမီးအများစုကတော့ကိုမိဘကိုလှုပ်ကြွေးရမှာကြောက်လို့နော်ကိုမိဘစီကနေပြီးတော့မတိမသားနဲ့တဖြည်းဖြည်းမိဘစီကနေပြီးတော့ခွေထွက်သွားကြတယ်မိဘရန်ကုန်ကိုဇုံကန်ပြီးတော့အဝေးကိုထွက်သွားတတ်ကြတယ်မိဘကိုအဲ့လိုမပြုစုမဆောင်ရှောက်ရှင်တဲ့စိတ်တွေကြောင့်နော်သားသမီးတွေကမိဘတွေစီကနေပြီးတော့ထွက်ခွာသွားတတ်ကြတယ်အကြောင်းမျိုးကြောင့်နော်ဒါလေးကိုသိဖို့လိုတယ်ဘာလို့လဲဆိုတော့မိဘတွေအရွယ်ကောင်းတော့မှဘလောက်ပဲကိုသားသမီးကိုပေးနိုင်အဲ့ဒီမိဘတွေအရွယ်အိုလာတဲ့အချိန်ကြလို့ရှိရင်နော်ကိုမှသားသမီးတွေများနေတော့မှမိဘပေါ်တည်တတ်တဲ့သားသမီးကအရန်ကိုနေပါတယ်နော်သားသမီး10ယောက်ရှိခဲ့မယ်ဆိုရင်တော့မိဘပေါ်မှာတည်တတ်တဲ့သားသမီးကအနည်းဆုံး1ယောက်လောက်ပဲရှိပါတယ်နော်ဒါလေးကိုသိစေချင်ပါတယ်ကိုမိဘတွေအရွယ်ကောင်းတော့ကိုကမိဘနေရာမှာရှိတယ်ဆိုရင်မိဘတွေကိုတခုပြောချင်ပါတယ်နော်ကိုသားသမီးဆိုပေမဲ့လေကိုသားသမီးကိုလေပေးနိုင်တဲ့လောက်ပဲပေးပါထောက်ပံ့နိုင်တဲ့လောက်ပဲထောက်ပံ့ပါသားသမီးလိုအပ်တာတိုင်းသားသမီးတွေလိုအပ်တိုင်းဖြည့်ဆည်းပေးတာဆိုလို့ကိုမိဘတွေပဲရှိတာနော်ဒါနဲ့ကိုမိဘတွေအယူအိုလာတဲ့အချိန်ကြတော့ရောကိုသားသမီးတွေကပြန်ပြီးတော့စောင့်ကြည့်ပါလားဒါလေးကိုသိဖို့လိုတယ်မိဘတွေအနေနဲ့ကိုကလုံနေတော့ကြိုင်နိုင်တော့အယူမှာကိုအတွက်ကိုအနာဂတ်အတွက်ကိုရဲ့အိုစာမင်းစာအသက်ယူအိုလာတဲ့အချိန်နော်ကိုအလုံးလုံးနိုင်တော့တဲ့အချိန်မှာကိုတက်ဝင်ဝင်တစ်ခုအနေနဲ့နော်ရက်တင်နိုင်ဖို့အတွက်ငွေရွေတော့မှပြန်ဆင်ထားဖို့လိုတယ်နော်အဲ့လိုပြန်ဆင်တဲ့မိဘတွေကပဲအိုကန်ကောင်းပါလိမ့်မယ်အခုကသားသမီးတွေကကိုမိဘမှာရှူတပြားတော့မရှိတဲ့အနေထားတွေမှာဆိုရင်ကိုမိဘအလုပ်ကျွတ်ပြူမဲ့သားသမီးတွေကခက်ချက်ချပဲဒါလေးကိုနားလေစေချင်တယ်ဘာလို့လဲဆိုတော့ကိုမိဘတွေမှာလေကိုမှတကြက်ချိမယ်ဆိုရင်တော့မှကိုသားသမီးတွေကိုပဲစားစေချင်တဲ့ဆန္ဒမိဘတွေမှာအပြည့်အဝရှိပြီးသားပါဒါလေးကိုနားလေစေချင်ပါတယ်ဟုတ်လားဒါလေးကိုသိတယ်ဆိုရင်ကိုမိဘတွေရောကိုဘလို့ကြွေးမပြူစုစောင့်ရှောက်ခဲ့လဲနော်ကိုတွေငငယ်တော့မှရောမိဘတွေကဘလို့ပေးကမ်းခဲ့လဲနော်ရက်ရောဘလို့ပေးကမ်းခဲ့လဲကိုတွေအသက်ကြီးလာတဲ့အချိန်မှာရောမိဘတွေကိုပြန်ပြီးတော့အလုပ်ကျွေးပြူနိုင်ဖို့ကိုတွေကအတိစိတ်ဝင်ဖို့လိုတယ်ဟုတ်လားဒါလေးကိုသိစေချင်တယ်ဘာလို့လဲဆိုတော့ကိုမိဘတွေကိုကိုတွေကသာညီကောင်မောင်နှမတွေအားလုံးကဝိုင်းဝန်းပြီးတော့မကူညီနိုင်မထောက်ပံ့နိုင်ဘူးဆိုရင်ကိုမိဘတွေကလူကိုမွေးထားတဲ့သားသမီးတွေအပေါ်မှာသူတို့ရဲ့စိတ်ထဲမှာဘယ်လောက်ထိရင်နှစ်နေအောင်ခံစားနေရမလဲဆိုတာကိုတွေးကြည့်ဖူးကြရလားဒါလေးကိုတွေးစီချင်ပါတယ်ဘာလို့လဲဆိုတော့ကိုလေယခုချိန်မှာနော်အခုချိန်မှာငွေရွေနေသေးတယ်ဆိုပေမဲ့တချိန်ကြလို့ရှိရင်အိမ်ထောင်ကြပြီးအသက်ရွယ်ကြီးလာတဲ့တနေ့ကြလာလို့ရှိရင်ကိုမိဘနေရာရောက်လာမှာပါကိုရမိဘနေရာရောက်လာလို့ရှိရင်နော်ကိုမိဘနေရာမှာကိုသာဆိုရင်ဆိုတဲ့အတိစိတ်ကလေးတော့ဝင်စေချင်ပါတယ်နော်မလုံနိုင်မကင်နိုင်တော့တဲ့မိအိုဖအိုတွေကိုလုံနိုင်ကင်နိုင်တဲ့သားသမီးတွေရှိရတာနဲ့နော်ကိုမိဘတွေငတ်မွက်နေတာကိုသားသမီးအများစုကကြည့်နေနိုင်ကြတာမလွယ်ပါဘူးနော်အဲ့ဒီသားသမီးတွေထဲမှာကိုမိဘပေါ်မှာတည်တဲ့သားသမီးက100ခိုင်နှုန်းလောက်ပဲရှိပါတယ်ဒါလေးကိုမြင်အောင်ကြည့်ပေးဖို့လိုတယ်နော်ကိုမိဘကိုကိုယ်တိုင်းလှုပ်ကြွေးနိုင်ဖို့ကိုညီကောင်မောင်နှမတွေစီလုံးလုံးနဲ့လှုပ်ကြွေးနိုင်ဖို့နော်မိဘနှစ်ပါးကိုမောင်နှမတွေအကုန်လုံးကိုမွေးထုတ်ပေးထားတာလမ်းတူညီတူပဲချစ်ပေးတာနော်အဲ့ဒီတည်းကသားဆိုသမီးဆိုတွေပါခဲ့မယ်ဆိုရင်တော့မှမိဘတွေကခွန့်လွတ်ပြီးတော့ဒီခံပြီးတော့ချစ်နိုင်ကြတယ်ဒါမိဘတွေကမြတ်တာပဲနော်ကိုသားသမီးဘလောက်ပဲဆိုတောင်းဆိုပလုံးဆုံးပဲပြေရုံထုံးစံရှိတဲ့သားဆိုသမီးဆိုကိုပြေရုံထုံးစံမရှိဘူးဆိုတာမိဘတွေကတက်တက်ပြနေပါတယ်ကိုမှသားသမီးရှိခဲ့မယ်ဆိုရင်ရောကိုသားသမီးတွေဆိုးနေခဲ့မယ်ဆိုရင်ကိုကပြစ်ထားနိုင်မှာလားနော်ဒါမဲ့အဲ့လိုမဟုတ်ဘူးမိဘတွေဆိုးလာတဲ့တနေ့ကြလို့ရှိရင်လေသားသမီးတွေကပြစ်သွားကြတယ်နော်ဒါအမတန်ဝမ်းနေဖို့ကောင်းတဲ့အရာတစ်ခုပါနော်မိဘတွေဆိုးလာတဲ့အချိန်မိဘတွေချစ်လာတဲ့အချိန်မိဘတွေအသက်ရွယ်အိုမင်းလာလို့ရှိရင်ကလေးတယောက်လိုပြန်ပြီးတော့ဖြစ်လာတတ်ကြတယ်ဆိုးကြတယ်ရစ်ကြတယ်နော်ဒါလေးကိုသားသမီးတွေနဲ့နားလေစေချင်တယ်ကိုရငငယ်တော့ကနော်ဆိုးခဲ့တယ်မိုက်ခဲ့တယ်ဆိုရင်မိဘတွေကခွလွတ်ပေးကြရပဲမလားနော်ဒါလေးကိုမိဘနေရာကနေပြီးတော့ပြန်ပြီးတော့စဉ်းစားတတ်ဖို့မျှော်လင့်ပါတယ်ဟုတ်လားကိုရဲ့မိဘတွေကို
အသက်အရွယ်ငယ်ငယ်တုန်းမှာဘာမှလုံမကြွေးရှင်နေပါကိုရီပတ်ဆိုင်ချလာနိုင်တဲ့တစ်နှစ်ကိုမိဘကျေးဇူးကိုဆက်မဲဆိုတဲ့သားသမီးတွေအားလုံးကျမ်းမာချမ်းသာပြီးတော့နော်လူရဘဝကိုပိုင်ဆိုင်ကြပါစေ